မောင်ဆွမ်းရှိတဲ့မြေတဆင်တခါတော့ကတောရွာလေးတရွာမှာချောစုနဲ့ယူရဆိုတဲ့ကလေးမလေးနှစ်ယောက်ရှိခဲ့တယ်ချောစုကအသားရည်လှပပြီးတော့ရုပ်ရည်ချောမောတယ်ဒါပေမဲ့သူမရဲ့အိမ်ကတော့ပတ်စံမချမ်းသာဘူးဒါပေမဲ့ချောစုကအရန်တော်ပါတယ်ကျောင်းမှာအမြဲတမ်းစုတွေလည်းရတယ်အတန်းထဲမှာဆိုလည်းအမြဲတမ်းထိတ်ဆုံးကနေရရှိခဲ့တယ်တစ်ဖက်မှာတော့သူ့ရဲ့တငယ်ချင်းယူရကအရန်ကိုချမ်းသာတယ်ယူရကတနေ့ပတ်စံနေအများကြီးကိုသုံးပြီးတော့အဝတ်အစားတွေဝယ်တယ်တနေ့စားလဲမကြက်သလိုဂိမ်းတွေပဲထိုင်စော်တယ်မိုဘိုင်းဖုန်းနဲ့ပဲအချိန်ကုန်လေးရှိတယ်ဒီနေ့ယူရကသူ့ရဲ့အမေကိုအမေသမီးကိုပတ်စံလေးပေးပါအောင်သမီးအဝတ်အစားတစ်တွေတောင်းဝယ်ခြင်းလို့ဘလို့အဝတ်အစားတစ်တွေတောင်းဝယ်မလို့သမီးရဲ့ဗီဒီယိုထဲမှာလည်းအဝတ်အစားတွေအများကြီးရှိရဲ့လေနောက်ထပ်ထားဖို့နေရာတော့မရှိတော့ဘူးအမေကလည်းအဲ့ဒီအဝတ်အစားတွေကနှစ်ခါသုံးခါလောက်တောင်ဝတ်ပြီးနေပြီအဲ့ဒါကြောင့်သမီးအစ်စ်တွေတောင်းဝယ်ခြင်းတာယူရညီကိုငါငယ်လေးကအလိုလိုက်ခဲ့ရမှားတာပဲအခုညီကပတ်စံတွေကိုတော်တော်တုံးဖြုံနေတော့တာပဲညီတငယ်ချင်းချောစုကိုကြည်စမ်းအတန်းထဲမှာဆိုအမြဲတမ်းပထမရတာစုတွေလည်းခဏရတာညီချောစုလို့စူးစမ်းပါလားကွယ်အဲ့လိုစူးစမ်းပြီးရလာရင်အမေကဝယ်ပေးမှာပေါ့အမေကလည်းဒီချောစုနဲ့သမီးကိုဘာလို့နိုင်ရလဲသူကဆင်းရဲတယ်လေသူကဆင်းရဲပေမဲ့စူးစမ်းတယ်သမီးရဲ့နောက်တစ်ခါသူများကိုအဲ့လိုဆင်းရဲတယ်ဆိုပြီးတော့မနှိမ်နဲ့အမေမကြိုက်ဘူးယူရလည်းသူ့အမေကိုစိတ်ဆိုးပြီးတော့အိမ်ပြင်ဘက်ကိုထွက်လာခဲ့တယ်ဒီလိုနဲ့လမ်းမှာသူတို့အတန်းတွေကတွေ့တာနဲ့တွေ့ခဲ့တယ်ယူရကတွေ့တာကိုမြင်တော့အရန်ကိုပြောသွားတယ်ဟဲ့တွေ့တာနေပဲသွားမလို့လဲငါနဲ့အတူတူဈေးဝယ်လိုက်ခဲ့ပါလားငါနေနဲ့မလိုက်တော့ဘူးယူရရဲ့ငါချောစုအိမ်မှာစားသွားကြက်မလို့ပြီးတော့ချောစုကိုစားရည်လဲရှင်းပြခိုင်းရအောင်ပါနေလဲစားလို့ပါလားယူရရဲ့တနေ့အပြင်ထွက်ပြီးတော့ဈေးဝယ်ထွက်နေတာကြည့်ပဲနင်ကလည်းငါစာမလုပ်ချင်ပါဘူးဆိုနေမှနင်ကနဲ့လိုက်ခဲ့ပါငါနင်းကိုအဝတ်စားတွေဝယ်ပေးမယ်လေတော်ပြီဟာငါအဲ့ဒါကြီးမလိုချင်ဘူးငါချောစုအိမ်ပဲသွားမယ်နင်ကလည်းဟာပြောလို့မရပါလားဒီချောစုအိမ်ပဲသွားမယ်ပြောနေရပဲချောစုကစားတော်ရဲ့လေအရန်လဲစူးစားတာအဲ့ဒါကြောင့်ငါအမေဖေကလည်းချောစုကိုအတူယူခိုင်းနေတာဟာကဲငါသွားတော့မယ်ဟာနင်လဲစားလို့အောင်တော့တွေ့တာလဲယူရကိုနှုတ်ဆက်ပြီးတော့ချောစုအိမ်ကိုထွက်လာခဲ့တယ်တယောက်တည်းကြံခဲ့တဲ့ယူရကလူတိုင်းကဘာလို့ဒီချောစုကိုပဲအတူယူခိုင်းနေကြလဲမသိပါဘူးငါအမေကပို့ဆိုတဲ့အဲ့ဒီချောစုနဲ့ငါ့ကိုနှိုင်းရတယ်လို့တူလို့လားအဲ့ကောင်မဆင်းရဲတယ်ငါချမ်းသာတယ်ယူရကသူပတ်စံချမ်းသာတာကိုဂုံယူပြီးတလွဲမှန်နေတက်နေပါတော့တယ်တွေ့တာကချောစုရဲ့အိမ်ကိုပျော်ရွှင်စွာနဲ့ထွက်လာခဲ့တယ်ပြီးတော့ချောစုနဲ့အတူတူစာကိုလုပ်ခဲ့ကြတယ်ချောစုကျေးဇူးပဲနော်ငါ့ကိုနားမလည်တဲ့စာတွေရှင်းပြပေးတာရပါတယ်တွေ့တာရဲ့နောက်လည်းငါစီကိုစာလာမေးလို့ရတယ်နော်ပြီးတော့ငါနဲ့အတူတူစာလုပ်ကြမယ်စာလုပ်ပြီးတော့သူတို့နှစ်ယောက်အတူတူစော်ကြတယ်နောက်တစ်နေ့ရောက်တော့အတန်းထဲမှာသူတို့ရဲ့ဆရာမကကျောင်းမှာအကားပြိုင်ပွဲရှိတဲ့အကြောင်းကိုသူတို့အားလုံးပြောပြလိုက်တယ်ကဲကလေးတို့တေချာနာထောင်နော်ဆရာမတို့ကျောင်းမှာပြိုင်ပွဲတစ်ခုရှိတယ်အဲ့ဒါကအကားပြိုင်ပွဲအဲ့ဒီအကားပြိုင်ပွဲမှာဝတ်ဆောင်လှလေးဝတ်ပြီးတော့အကားကလည်းတော်နေမှရမှာနောက်ပြီးတော့အဲ့ဒီအကားပြိုင်ပွဲမှာအနိုင်ရရင်ပတ်စံ9သိန်းလဲစုရအောင်ပါကဲအခုကလေးကကြိုတင်ပြင်ဆင်ထားကြတော့နော်ဝတ်ဆောင်နေရောဆီယာမစကားကြတော့ကလေးတွေကလည်းပျော်သွားတယ်ဆီယာမထွက်သွားပြီးတွေ့တာကချောစုကိုပြောပါတယ်ချောစုနင်အကတော်တယ်မလားနင်ဒီအကပြိုင်ပွဲမှာဝင်ပြိုင်ပါလားပြီးတော့အကပြိုင်ပွဲမှာနိုင်ရင်စုချင်ငွေလည်းရအောင်ပါဟာအေးငါလည်းစဉ်းစားထားတယ်ပြိုင်မယ်လို့ပြီးတော့ငါအိမ်ကလည်းပတ်စံလိုနေရလေငါအဲ့ဒီအကပြိုင်ပွဲမှာနိုင်ရင်ရတဲ့စုချင်းငွေကိုအိမ်ကိုပေးမှာသူတို့တငယ်ချင်းတွေကအဲ့လိုတိုင်ပင်နေတော့သူတို့အနာကိုယူရကရောက်လာခဲ့တယ်နင်တို့ဘာတိုင်ပင်နေကြရလဲဘာလဲအကပြိုင်ပွဲမှာပြိုင်မလို့မလားအဲ့ဒီအကပြိုင်ပွဲမှာနေရနိုင်မယ်လို့ထင်နေရလားချောစုစိတ်ကူတွေရင်မနေနဲ့အဲ့ဒီအကပြိုင်ပွဲမှာဝတ်ဆောင်လှလေးရှိဖို့လဲလိုအပ်တယ်လို့ဆရာမပြောသွားတယ်နင်မှာအဲ့လိုဝတ်ဆောင်လှလေးဝယ်ဖို့ပတ်စံမရှိဘူးမလားဒီပြိုင်ပွဲမှာငါနင့်ကိုအနိုင်ရမှာသိကြတယ်ချောစုဟာယူရကသူပြောချင်တဲ့စကားကြီးပြောပြီးတော့ထွက်သွားခဲ့တယ်နောက်မှကြံခဲ့တဲ့တငယ်ချင်းနှစ်ယောက်တည်းကတွေ့တာကချောစုနင်သူ့စကားကိုကောင်းတဲ့ထက်မနေနဲ့ဒီအကပြိုင်ပွဲကအကအဓိကဟာဝတ်ဆောင်ကအဓိကမဟုတ်ဘူးငါတို့ဝတ်ဆောင်ကိုဖန်တီးလို့ရပါသေးတယ်အင်းပါတွေ့တာရဲ့ငါဘက်ကအားပေးလို့ကျေးဇူးပဲနော်
ဒီလိုနဲ့ကျောင်းဆင်းတော့ယူရကအိမ်ကိုပျော်ရွှင်စွာနဲ့ပြန်လာခဲ့တယ်။နောက်ပြီးပတ်စံတွေကိုအသုံးပြုပြီးတော့ဈေးဝယ်ထွက်ခဲ့တယ်။အိမ်ပြန်ရောက်တော့သူဝယ်လာတဲ့ခေါင်းဝင်လှလှလေးကိုထုတ်ကြည့်နေတယ်။ခေါင်းဝင်လေးကအရန်လှတာပဲငါနဲ့လည်းတော်တယ်။ဒီခေါင်းဝင်သာဝစ်ပြီးတော့အကပြန်ပွဲမှာပြန်ရင်သိကြတယ်ငါပဲအနိုင်ရမှာ။အာငါသိပြီဒီခေါင်းဝင်ကိုချောစုကိုလည်းသွားပြကြည့်ရမယ်။ဒါမှသူစိတ်တက်ကြသွားမှာ။ဟာဟာဟာယူရလည်းသူဝယ်ထားတဲ့ခေါင်းလှလှလေးကိုယူပြီးချောစုအိမ်ကိုထွက်လာခဲ့တယ်။ချောစုဒီမှာကြည့်လိုက်ငါဝယ်ထားတဲ့ခေါင်းဝင်လေးလှရမလား။ငါဒီခေါင်းဝင်နဲ့တာအကပြန်မမပြန်ရင်ငါနိုင်မှသိကြတယ်ဟာ။အေးဟုတ်တယ်ဟာနေ့ရက်ခေါင်းဝင်လေးကအရန်လှတယ်။အဲ့ဒီခေါင်းဝင်လေးကဈေးဘယ်လောက်ပေးရလဲ။ဒီခေါင်းဝင်လားဒီခေါင်းဝင်ကဈေးရန်ကြီးတာဟာနေဝယ်နိုင်မှာမဟုတ်ဘူး။ယူရကချောစုကိုနှိမ်ပြီးတော့ထွက်သွားခဲ့ပါတယ်။ချောစုလည်းသူ့အမေကိုအမေသမီးเจ้าမှာအကပြန်ပွဲရှိတယ်အဲ့ဒီအကပြန်ပွဲမှာပြန်ဖို့ဝတ်ဆောင်တဆောင်လို့တဲ့အမေသမီးအရန်လာတဲ့အကောင်ဝင်လေးဝယ်ချင်လိုက်တာအိုးသမီးလေးရဲ့အဲ့ဒီဝတ်ဆောင်တွေကအရန်စိတ်ကြည့်ရမလားအမေတို့မှာပတ်စံရလဲအလုံးလောက်မရှိဘူးလေဒါဆိုသမီးဘယ်လိုလုပ်ရမလဲအမေမှာအရင်တော့အချုပ်ဆက်တစ်လုံးရှိခဲ့တယ်အဲ့ဒီဆက်နဲ့သမီးချုပ်ကြည့်လို့ရတယ်လေဒီလိုနဲ့ချောစုလည်းသူ့အမေရဲ့အချုပ်ဆက်လေးနဲ့သူဝစ်ချင်တဲ့ခေါင်းဝင်ကိုကိုယ်တိုင်ချုပ်ပါတော့တယ်။ချောစုလည်းစူးစမ်းပန်းစားနဲ့ခေါင်းဝင်လေးကိုချုပ်လိုက်တာနောက်တစ်ရက်မှပြီးစီးသွားပါတယ်။ချောစုကသူချုပ်ထားတဲ့ခေါင်းဝင်လေးကိုအရန်ကိုကျင်းနဲ့သွားပြီးသူ့တငယ်ချင်းတွေကိုသွားပြတယ်။မနေ့ကငါချုပ်ထားတာလေဒီဝစ်စုံလေးလှတယ်မလားယင်။အေးလှတာပေါ့ဟာနင်ကိုယ်တိုင်ချုပ်ထားလားနင်ကအရန်တော်တာပဲငါလို့ဆိုအဲ့လိုမချုပ်တတ်ဘူးဟာတငယ်ချင်းတွေကချောစုကိုချီးကျူးကြပါတယ်ဒါပေမဲ့ယူရကတော့နင်ကအရန်တော့ပါတယ်ချောစုရဲ့ဒါပေမဲ့နင်ချုပ်ထားတဲ့ဝတ်စုံကအစားသိမ့်မကောင်းဘူးဟာနောက်ပြီးတော့တောက်ပြောင်ပြောင်လည်းမရှိဘူးပြောချင်တာကနင်ဝတ်စုံကငါရဲ့ဝတ်စုံလောက်တောင်မလှဘူးချောစုရဲ့နင်အပင်ပန်းခံမနေပါနဲ့နင်ကအစတွေကဆင်းရဲနေတာလေဆင်းရဲတာကအရာရာတိုင်းမှာအမြဲတမ်းရှုံးနေရမှာပဲယူရကသူချမ်းသာတဲ့ဂုဏ်တွေကိုမဟုတ်ပြီးချောစုကိုပြောဆိုသွားပါတော့တယ်ချောစုရဲ့တငယ်ချင်းတွေကချောစုစိတ်ထမကြနဲ့နော်ငါတို့နှစ်ပင်နာမှာရှိတယ်ဒီအကပြန်ပွဲတာအကအဓိကဟာဒီအကပြန်ပွဲမှာနင်းနိုင်မှာသိကြတယ်ယူရကချောစုကိုပြောတာပြောလာရတာမနာလို့စိတ်တရားတော်တော်လေးကိုများနေခဲ့တယ်ချောစုကသူပြန်ပွဲမှာအနိုင်ရသွားရင်ဘယ်လိုလုပ်မလဲသူကအကလည်းတော်တယ်အခုဝတ်စုံကိုသူကိုယ်တိုင်တောင်းချုပ်လိုက်ပြီဒီအကပြန်ပွဲမှာသူမနိုင်ဘူးလို့ပြောလို့လည်းမရဘူးမဖြစ်ဘူးငါဒီအကပြန်ပွဲမှာနိုင်ကိုနိုင်ရမယ်ချောစုဒီအကပြန်ပွဲကိုမပြိုင်နိုင်အောင်ငါတခုခုလုပ်ရမယ်ယူရကကောက်ချက်တဲ့အကြံတစ်ခုကိုတွေးမိသွားတယ်ဒီလိုနဲ့ညဘက်ရောက်တော့ယူရကချောစုရဲ့အိမ်ထဲကိုခိုးဝင်ပြီးဝစ်စုံခိုးခဲ့ပါလေတော့တယ်ပြီးတော့အဲ့ဒီဝစ်စုံကိုတော်တဲ့ကမြစ်တစင်းထဲကိုပြစ်ချလိုက်ပါတော့တယ်ဝစ်စုံကမြစ်ထဲကိုရောက်တော့မြစ်ရဲ့ရေရောင်ကလည်းအနီရောင်ကိုပြောင်းလဲသွားခဲ့တယ်။အဲ့ဒါကိုယူရကတော့တတိမထားမိပါဘူး။အပျော်လွန်ပြီးတော့ထွက်လာခဲ့လိုက်ပါတယ်။နောက်တစ်နေ့မှာချောစုကအိမ်ထဲမှာသူ့ရဲ့ဝတ်စုံကိုရှာကြည့်တယ်။နေရာအနှံ့ရှာပေမဲ့သူ့ရဲ့ဝတ်စုံမတွေ့တော့လို့ချုံပွဲချငိုပါတော့တယ်။အဲ့ဒီချိန်ယူရကပျော်ရွှင်စွာနဲ့ရောက်လာခဲ့တယ်။နေပါလုံးငိုနေရလဲဟာ။ဘာလဲနေရဲ့ဝတ်စုံကိုပျောက်သွားလို့လား။အေးဟုတ်တယ်ဟာ။ငါရဲ့ဝတ်စုံပျောက်တာနေဘယ်လိုလုပ်သိရလဲ။ဟာငါဘယ်လိုလုပ်သိရမှာလဲမင်းညာကနေ့ရဲ့အိမ်ထဲဝင်လာပြီးနေ့ရဲ့ဝတ်စုံကိုခိုးယူသွားခဲ့တာပြီးတော့အဲ့ဒီဝတ်စုံငါမြေထဲကိုပြစ်ချလိုက်ပြီလေဟာယူရကအဲ့လိုပြောပြီးတော့အိမ်ထဲကနေထွက်သွားခဲ့တယ်ကြံရိတ်ခဲ့တဲ့ချောစုကတော့ယူရကိုအရန်စိတ်ဆိုးဒေါသထွက်သွားခဲ့တယ်ငါအဲ့ဒီမြေထဲကိုသွားကြည့်မှပဲဝတ်စုံပြန်ဆယ်လို့ရရင်ရမှာဒီလိုနဲ့ချောစုကတောထဲကမျက်စီကိုထွက်လာခဲ့တယ်မျက်နာလေးလဲရောက်ရောချောစုကချုံပွဲချငိုပါလေတော့တယ်ပြီးတော့ဝမ်းနဲ့စွာနဲ့သွားပါပြီငါရဲ့ဝတ်စုံကပြန်ဆက်လို့မရတော့ဘူးဝတ်စုံရဲ့အစာအနာတောင်ရှာလို့မတွေ့ပါလားငါဝတ်စုံမရှိရင်ဒီအကပြန်ပွဲကိုငါဝင်ပြိုင်လို့မရတော့ဘူးအဲ့ဒီချိန်အဲ့ဒီမြစ်ကအသက်ဝင်လာခဲ့ပါတယ်ဘယ်ကကလေးမလေးလဲဘာလို့ငါရဲ့မျက်နှာမှာလောင်ငိုနေရလဲအဲ့ဒီတော့ချောစုကအကြောင်းစုံမြစ်ကိုပြောပြလိုက်ပါတယ်ကျမရဲ့ဝတ်စုံကမင်းညာအခိုးခံရပြီးတော့ဒီမြစ်ထဲကိုပြစ်ချခံလိုက်ရတယ်ကျမအဲ့ဒီဝတ်စုံမရှိဘဲနဲ့အကပြန်ပွဲမှာဝင်ပြိုင်လို့မရဘူး
အိုးအဲ့လိုလားမင်းညကတယောက်ကငါ့ရဲ့မြစ်တဲကိုဝတ်ဆောင်တစုံလာပစ်ချသွားတယ်အဲ့ဒီပစ်ချသွားတာနဲ့ငါလည်းအသက်ဝင်လာခဲ့တာပဲစိတ်မပူပါနဲ့ငါမင်းကိုကူညီပေးပါမယ်မော်ဆန်းရှိတဲ့မြစ်ကလည်းချောစုရဲ့ဝတ်ဆောင်အစားအရန်ကိုလာပါတဲ့ဝတ်ဆောင်တစုံကိုချောစုကိုထုတ်ပေးလိုက်ပါတယ်ဒီဝတ်ဆောင်ကမရဝတ်ဆောင်ထက်အရန်ကိုလှပပါတယ်ဒီဝတ်ဆောင်ကိုယူသွားပါဒါကငါကူညီနိုင်တာပဲချောစုလည်းအရန်ကိုပြောသွားပြီးမြစ်ကိုကျေးဇူးတင်လိုက်တယ်ပြီးတော့အဲ့ဒီလှပတဲ့ဝတ်ဆောင်လေးကိုယူပြီးသူ့အိမ်ကိုပြန်လာခဲ့တယ်အကပြိုင်ပွဲကိုရောက်တော့ချောစုကမြစ်ကပေးတဲ့လှပတဲ့ဝတ်ဆောင်လေးကိုဝတ်ဆင်ပြီးထွက်လာခဲ့ပါတယ်နောက်ပြီးအကပြိုင်ပွဲမှာကြွကြွချစ်ချင်းနဲ့ကပြပြီးတော့ဖျော်ဖြေခဲ့တယ်ဝစ်ဆောင်ရောအကရောဘာမှလူလေသေးမရှိအောင်ပြေဆုံးနေတော့ချောစုလည်းပြိုင်ပွဲမှာအနိုင်ရရှိခဲ့ပါတော့တယ်ဒီလိုနဲ့ချောစုလည်းစုဖလားကြီးကိုရရှိပြီးစုချင်းငွေတွေလည်းရရှိခဲ့တယ်အဲ့ဒါကိုယူရကဆင်ရောက်ကနေပြီးတော့ကြည်နေခဲ့တယ်နောက်ဆုံးမှသူမနာလို့အကျဉ်းရုပ်ခဲ့ပေမဲ့ချောစုကတော့အကပြိုင်ပွဲမှာအနိုင်ရရှိခဲ့တာပါပဲကဲချစ်ပရိသတ်ကြီးတို့ရေဒီနေ့တင်ဆက်ပေးသွားတဲ့ဆက်လံလေးရောပြီးဆုံးသွားပါပြီဒီဆက်လံလေးကိုကြိုက်နေတတ်လားဆိုတာကွန်မန့်မှာရေးပေးခဲ့ကြပါဦးနော်နောက်ထပ်ဆက်လံအသစ်လေးနဲ့ပြန်ဆောင်ကြပါသေးတယ်ချစ်ပရိသတ်ကြီးအားလုံးကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်